ဝေဖန်မှုတိုင်းကိုဂရုစိုက်နေကြလို့လားဆိုတော့အဲ့လိုလည်းမလုပ်ဘူးတို့တော့ဝေဖန်မှုတွေကပေါ်မှာလည်းလစ်လူမရှိနဲ့ feedback ပေးလာတဲ့အခါကျတော့စေတနာကိုကြည့်လိုက်ပါဗျာစေတနာရိုးနဲ့ကောင်းစေခြင်းနဲ့ဆန္ဒမှန်ဆိုတာအရှင်များတို့အကဲခက်တတ်ပါတယ်အဲ့လိုပုံကိုယ်တွေပြောလာတဲ့ဆိုရင်ဒါအရှင်များတို့ဒါလက်ခံပြုပြင်ရဒီပိုင်းနေအဲ့ဒါဆိုရင်ကိုယ့်ရဲ့အာဏာချက်ကနေပါဖြစ်သွားတယ်အာသာချက်ကိုဖြစ်သွားအဲ့ဒါပြီးတော့မေးတရားမေးခွန်းတစ်ခုရှိတယ်ရှင်များတို့နားလည်လို့ဖြေကြည့်ပါလူတိုင်းမှာအာသာချက်အာဏာချက်ဆိုတာရှိလားမရှိဘူးလားဗျပြည့်စုံတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားပဲရှိတယ် no man is perfect ကျန်တဲ့ပုဂ္ဂိုလ်အာသာချက်အာဏာချက်မရှိဘူးလားဗျအရှင်များတို့မြန်အောင်မြင်ရဆိုရင်အာသာချက်တွေကိုအဓိကလောက်မလားအာဏာချက်ကိုအရင်ဖြည့်ရအောင်အဲ့ဒါဆိုရှင်များတို့တစ်သက်လုံးအောင်မြင်တော့ဒီလိုအာဏာချက်ကအလွန်များတယ်လေမြန်အောင်မြင်ရင်ကိုအာသာတဲ့ဟာကိုအဓိကရှေ့ကိုရောက်သွားလို့ဂျွန်စီမတ်ဆွဲရေးတဲ့101စာအုပ်တွေဒီလိုဒီမှာအစည်းလိုက်ရှိတယ်တကယ်လည်းဟုတ်တယ်တပည့်တော်မှာအာဏာချက်တွေအများကြီးလေតែရှင်များတို့ရှေ့မှာတပည့်တော်တွန့်နေညွတ်နေတာမျိုးရှိတယ်တပည့်တော်အာသာချက်တွေပဲပြောတာဟုတ်ဗျတပည့်တော်တော့ဗျာဘယ်ပိုင်းမှာတော့အားနေလို့ရှင်များတို့ပြောတာဆိုတာလေးမှားတာပိုင်းခွင့်လို့ပါမပြောစရာလည်းမလိုတပည့်တော်အာသာတဲ့ဟာပဲပြောသွားတာဟုတ်ဘူးလားသဘောပေါက်လားမသိဘူးနော်အဲ့ဒါဆိုအလုပ်လုပ်ရင်ဒီတိုင်းပဲလုပ်ဗျာ